အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ကတော့ကျွန်တော်တို့မိသားစုအလုပ်ပိတ်ရလဲဖြစ်တော့တိုကျိုမြို့ထဲမှာရှိတဲ့နယ်စုဘူတာမှာရှိတဲ့နန်းကျောင်းမှာကျွန်တော်ပန်းပြပွဲသွားကြည့်မှာဖြစ်ပါတယ်အဲ့ဒီပန်းပြပွဲကိုဧပြီလ1ရက်နေ့ကနေပြီးတော့30ရက်နေ့တည်ဖြစ်ပါတယ်ဝယ်ရမယ့်ချိန်တော့မနေ့9နာရီခွဲနေညနေ9နာရီခွဲတည်ဖြစ်ပါတယ်ဒီနန်းကျောင်းဟာတိုကျိုမြို့ထဲမှာရှိတဲ့နန်းကျောင်းတွေထဲမှာနာမည်ကြီး10ခုထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်ကျွန်တော်တို့သွားတဲ့နေ့ဟာစနေနေ့ဖြစ်တော့လူတအားများပြီးတော့အထက်ဝယ်ရဖို့အတွက်တော့မိလန်မာကနေပြီးတော့တနေ့လောက်တက်စီလိုက်ရတယ်ခင်ဗျလူချင်းမင်းတို့သွားမယ်ဆိုရင် Monday to Friday သွားရတော့လူရှင်းပြီးတော့ဓာတ်ပုံရိုက်လို့ကောင်းမှာဖြစ်ပါတယ်ဒီနန်းကျောင်းမှာပန်းမျိုးပေါင်း3000ကျော်စိုက်ပျိုးထားတာဖြစ်ပါတယ်အခင်းနဲ့ဝယ်ချင်းမှာလက်မှတ်ဝယ်ရမှာဖြစ်ပါတယ်လက်မှတ်တစ်စောင်900ပေးရပါတယ်ခင်ဗျနန်းကျောင်းတွေမှာရှိတဲ့တိုင်းပြည်တွေကလူသားနဲ့နတ်ဖျားရည်နဲ့ဆက်သွယ်တဲ့ဝင်ပေါက်အဖြစ်ရည်ညွှန်းပါတယ်ခင်ဗျなしで。はい、どうぞ。